မြန်မာဟူသည်ကိုယ်ပိုင်ရင်ကျေးမှုနဲ့ကိုယ်ပိုင်ဒလေးထုံးတမ်းနဲ့ကိုယ်ပိုင်စာပြီးဘာသာတရားစုအမနဲ့ပြည့်စုံကြသူတွေရင်ကျေးသိမ်မွေးပြူငါပေါ်၍ဆေးရသမားမိဘစကားကိုနားထောင်တတ်သူတွေကြီးသူကိုယူသည်ရွယ်သူကိုလေးစားငယ်သူများကိုတနာငယ်ညာတတ်သူတွေမြန်မာဟူသည်ကိုယ်ပိုင်ရင်ကျေးမှုနဲ့ကိုယ်ပိုင်ဒလေးထုံးတမ်းနဲ့ကိုယ်ပိုင်စာပြီးဘာသာတရားစုအမနဲ့ပြည့်စုံကြသူတွေရင်ကျေးသိမ်မွေးပြူငါပေါ်၍ဆေးရသမားမိဘစကားကိုနားထောင်တတ်သူတွေကြီးသူကိုယူသည်ရွယ်သူကိုလေးစားငယ်သူများကိုတနာငယ်ညာတတ်သူတွေနာငယ်ညာရတဲ့သူတွေပြမစိုးတရားလေးပါလက်ကင်ချသူတွေဘုရားဟောတဲ့38ဖြာမင်္ဂလာတရားတော်ကိုဘုထိပ်ပန်